မင်္ဂလာပါဗျာဟိုနေ့ကကျွန်တော်ရန်ကုန်ကလုပ်ငန်းရှင်ကျွန်တော်တို့ဘောစီတယောက်နဲ့လက်ဖက်ဆိုင်ထိုင်ရင်းနဲ့သူကဘာပြောလဲဆိုတော့ကိုကြီးတဲ့ကျွန်တော်အခု35ဝန်းကျင်ပေါ့ဗျာတဲ့ကျွန်တော်ရှာဖွေထားတဲ့အနေထားလေးနဲ့တော်တော်လေးပြည့်စုံတော့ဖြစ်ပါပြီတဲ့ကျွန်တော်ဘလူး86တင်လေကိုကြီးတဲ့အဲ့တော့ကျွန်တော်ဒီလောက်နဲ့ပဲရက်ပြီးတော့အေးချမ်းချမ်းနေသွားတင်လားဒီလိုပဲဆက်ပြီးတိတက်တိုးချဲ့ပြီးသွားတင်သလားတဲ့အဲ့ဒါတော့လို့ကျွန်တော်ကတော့အကြံပေးမယ်ဆိုရင်တော့ကျွန်တော်ပဲအရင်ကျွန်တော်နေတဲ့ပုံစံကိုကျွန်တော်ရင်ပြောပြကြည့်မယ်ဗျာလို့အဆင်ပြေတော့လေတုံဘောလို့ဆိုတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့လို့ Discovery ကိုကြည့်ပြလားဆိုကြည့်ပြတယ်တဲ့ Discovery ထဲမှာလို့တမင်တကောင်ကိုပဲဖြစ်ဖြစ်နွားရန်လေးတကောင်ကိုပဲဖြစ်ဖြစ်မြင်းကြားလေးတကောင်ကိုပဲဖြစ်ဖြစ်ချင်းသေးတွေကြားတွေကအဲ့လိုမျိုးလိုက်ကြိုက်စားကြတယ်လေအဲ့ခါကျတော့လို့ချင်းသေးအုပ်လိုက်ကြီးလိုက်ကြိုက်စားလိုက်ကြိုက်တယ်ချင်းသေးကအဲ့မှာနွားရန်လေးတကောင်မိသွားတယ်အဲ့နွားရန်ကလည်းပဲသူကလွတ်ညာသွားနေတာတကောင်ကလေဘင်းကိုခဲထားတယ်ခဲထားပြီးတော့နောက်ကကောင်တွေကဘိုက်တွေပေါက်စားခြေထောက်တွေပေါင်နေစားအော်အဲ့ဒီလိုမျိုးနဲ့သူကမြလွတ်ညာသွားရင်နဲ့သူဟာအတန်လဲအော်နေတယ်အသက်လဲရှူးနေတယ်နာကျင်မှုဝေဒနာတွေခံရင်းနဲ့သူကဘာလုပ်တယ်လဲဆိုတော့ရှေ့ကိုရုံးကန်နေတွားဟိုကောင်းကြီးကနောက်ကသူ့ကိုလိုက်စားနေတာအေးဗျာတော့အဲ့ချိန်မှာသူနောက်လဲကြည့်လိုက်တဲ့အချိန်မှာသူအောက်ပိုင်းမရှိတော့ဘူးတော်တော်တန်ဝေကရစရာကောင်းတယ်လို့ကျွန်တော်တို့လူတွေလည်းထို့တူပဲလို့ကျွန်တော်တို့လူတွေကဘယ်လိုလဲဆိုတော့လို့လူတယောက်လို့အသက်80တက်တန်းတစ်ခုထိဟိုဘဘပြုတ်ခဲ့တဲ့ကံကြောင့်ဒီဘဘနေဘူးပါလာတယ်ထားပါအောင်လို့အခုကျွန်တော်ဆိုရင်အသက်40အတွဲထား40ကျော်သွားပြီ40ပဲထားလိုက်အောင်အဲ့တော့ကျွန်တော်နောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ခန္ဓာကိုယ်က40%မရှိတော့ဘူးအဲ့တော့ကျွန်တော်ခန္ဓာကိုယ်နှစ်ပုံရင်ကိုတပုံကျော်ရော့သွားပြီမရှိတော့ဘူးခန္ဓာကြီးကရုပ်နေနေရတော့ရှိတာပေါ့ခြေထောက်တွေလက်တွေရှိတာဟုတ်တာပေါ့ကံဒီရုပ်ကြီးဘလောက်ပဲတည်မြဲနေသေးဘလောက်ပဲတောင့်တင်းနေပေးစေကံကိုရင်ဇီဝတရုပ်ချုပ်သွားတာနဲ့ဘောတစ်ခုကပြီးသွားပြီအဲ့တော့ဘလောက်ပဲချမ်းသာဘလောက်ပဲပညာတတ်ဘလောက်ပဲရုပ်ရည်ချုံမောချင်းနေတွေဘလို့ပဲရှိပတ်စံရှိမရှိဘလို့လူပဲဖြစ်ကံကုန်ပြီဆိုရင်ပြီးသွားပြီအဲ့ခန္ဓာကြီးဟာလတ္တပတ္တကြီးနဲ့လည်းထားခဲ့ရတာပဲဦးမင်းရှင်းရောပြီးတော့လည်းထားခဲ့ရတာပဲအကြောင်းမျိုးနဲ့ပုံစံမျိုးနဲ့ထားခဲ့ရတဲ့သူတွေအများကြီးပဲကျွန်တော်နောက်လဲကြည့်လိုက်တာလို့ကျွန်တော်အသက်80တက်တန်းပါတယ်ထားဗျာလို့ကျွန်တော်နောက်ကခါရပိုင်းမရှိတော့ဘူးလို့ကျွန်တော်40ကျော်ခဲ့ပြီလို့အဲ့ဒါကြောင့်ကျွန်တော်နောက်ထပ်ကြံရှိနေတဲ့အချိန်ကိုကျွန်တော်ကောင်းမွန်တုံချခြင်းတယ်လို့ကျွန်တော်တားရေးသမီးစီဝါရေးတွေနဲ့ပဲနေ့စဉ်လုံးပန်းရင်းနဲ့ကျွန်တော်ဘွားကြီးကိုကျွန်တော်ဒီလိုမျိုးပဲစီဝါရှာဖို့တက်လူဖြစ်လာတယ်ဆိုရင်တော့ကျွန်တော်တို့ဟာခေါင်းသားကိုစားခံနေပြီနှလုံးနေရာကိုစားခံနေပြီဆိုမှကျွန်တော်တို့ဟာဘာမှမကြံတော့တာသိရင်တော့ကျွန်တော်တို့ဘာမှပြင်ဆင်ခြင်းမရတော့ဘူးလို့အကြအိုမင်းချင်းရောလာပြီအသက်50 60 80ဟော80လောက်မှသိရင်တော့သွားပြီပေါ့နော်သွားပြီဘာမှပြင်လို့မရတော့ဘူး60ကျော်လောက်မှသိရင်လည်းမလွယ်တော့ဘူးသိရမှာ40ပတ်ဝန်းကျင်လောက်ကတိကိုသိရမှာအဲ့တော့စီဝါရေးလည်းတရားဓမ္မအတွင်းရပဲရှာနိုင်တယ်ကုသိုလ်အကုသိုလ်ခွဲခြားပြီးရှာနိုင်တယ်ပြီးတော့ဘဝနေထိုင်မှုမှာလည်းမိမိတန်ត្រာကောင်းကျိုးတဲ့လူမဲ့တမ်းမယ်ပြီးရင်တိလဆောက်တည်မယ်ပြီးရင်ဝိပဿနာတရားအားထုတ်မယ်ဆိုပြီးဒီလိုမျိုးကောင်းကျိုးချမ်းသာနဲ့မိမိဘဝကိုကောင်းမွန်နေထိုင်သွားနိုင်တယ်တားလေးသမီးလေးတွေကိုကိုနဲ့ပတ်သက်တဲ့မိသားစုတွေကိုနဲ့ပတ်သက်တဲ့ဆွေမျိုးညာတီတွေတပည့်တပန်းတွေပေါ်မှာလည်းမေတ္တာစေတနာထားပြီးကောင်းကျိုးလိုရာလေးတွေပြုပေးသွားတတ်တယ်ပေါ့အဲ့ဒါကြောင့်သူတော်ကောင်းတရားတွေနားမယ်ခုချိန်မှာကိုယ့်ရဲ့အသက်အရွယ်နဲ့ခုအသက်20ရွယ်ညီလေးညီမလေးတွေဆိုရင်နောက်လည်းကြည့်လိုက်ပါမိမိက80တက်တန်းပါတယ်ဆိုညီလေးတို့20%အောက်ကခြေထောက်2ချောင်းမရှိတော့တယ်လို့ခံစားရတယ်ဒါကိုသိရမှာကံအနေနဲ့ကတော့20%မရှိတော့ဘူး60ပဲကျန်တော့မယ်အဲ့တော့40ရှိတဲ့သူကနောက်ဝင်လှည့်ကြည့်လိုက်ပါအသက်80တက်တန်းပဲတွက်လိုက်40%ကဘာဖြစ်သွားပြီလဲဆိုရင်နောက်က40မရှိတော့ခါတိုင်းမရှိတော့ဘူးလို့သိရမှာမိမိဘဝကိုမိမိအဲ့ဒီလိုအမှန်မြင်မှပြင်မှတည်ခြင်းကြောင်းတရားကိုမေ့လို့မရဘူး။အိုခြင်းနာခြင်းတည်ခြင်းတွေကနောက်ကလိုက်စားကြိုက်စားနေတာကျွန်တော်တို့ဘဝကြီးအဲ့ဒီလိုမျိုးနဲ့ပဲပြတ်သုံးပြီးတော့သွားတာရုပ်အနေနဲ့ကတော့လူတွေကရှိတာပေါ့ခန္ဓာကိုယ်တစ်ခုလုံးဘာမှမပြည့်စည်ဘူးလို့ထင်ရပေမဲ့ကျွန်တော်တို့ကံကြောင်းတရားနဲ့တက်တန်းကတော့တဖြည်းဖြည်းဆုပ်ယုပ်ပျက်စီးလာပြီလို့အမှန်မြင်ပြီးတော့အဲ့ဒါမိမိကိုမိမိသုံးသက်ဆင်ခြင်ပါလို့ကျွန်တော်ကြံပေးလိုက်တော့ဟုတ်တယ်နော်ကိုကြီးတဲ့ညီလေးလည်းဘာမှမဆိုစီးပွားရေးတွေပဲနေဝညအောင်စီးပွားရေးတွေနဲ့ဆိုတော့ဒါကျွန်တော်တို့အနေနဲ့လည်းဒါပြန်ကြည့်မယ်ဆိုကျွန်တော်35နှစ်ဝန်းကျင်33နှစ်ဝန်းကျင်ကျွန်တော်ခန္ဓာကြီးကျွန်တော်ရဲ့ကံအတာမရှိတော့ဘူးပေါ့တဲ့ကြံတဲ့ချိန်ကြီးတွေကိုကောင်းမွန်နေရမှာမှန်တာပေါ့လို့တက်နိုင်ဆုံးတက်ဆွမ်းနိုင်သမျှတော့ကောင်းမွန်ကြိုးစားမှာပေါ့
လူဆိုတော့အပြစ်ကတော့မကင်းဘူးပေါ့ပုထုဇဉ်နေနဲ့ဒါပေမဲ့နဲနိုင်မြန်နဲအောင်ပေါ့ကျွန်တော်တို့လည်းအပြစ်မကင်းပါဘူးနဲနိုင်မြန်နဲအောင်တော့ကြိုးစားပြီးနေတယ်တက်နိုင်သမျှဆရာတော်တန်ဃာတော်တွေကိုချင်းကပ်ပြီးတော့သူတို့ရဲ့ဆုံးမဩဝါဒကိုနေတယ်တရားတက်နိုင်သမျှကြိုးစားပြီးနားတယ်ပေါ့နော်အဲ့ဒါကြောင့်ဟိုဒီဗီဒီယိုလေးကိုကြည့်နေတဲ့ညီလေးညီမလေးများနဲ့မိဘပြည်သူများလည်းဟိုမိမိရဲ့တက်တန်းနဲ့နောက်ကိုပြန်လဲကြည့်လိုက်ပါဦးနွားရန်လေးကိုချင်းသေးတွေကတ်စားနေတယ်လို့မိမိရဲ့တက်တန်းလေးတိတ်ဘွားပြုတ်ခဲ့တဲ့ကံ40လား50လား60လား80လား100လားဘယ်သူမှမသိဘူးအဲ့တော့တေးကြတာတကူကတော့40ရှိနေပြီဆိုရင်တေးကြတယ်40ရာခိုင်နှုန်း80တက်တန်းမဲဆိုရင်40ရာခိုင်နှုန်းတဝက်မရှိတော့ဘူးခန္ဓာတဝက်မရှိတော့ဘူးလို့သိရမှာနော်အဲ့ဒါကြောင့်မိမိကိုမိမိနေ့စဉ်အိုးခြင်းတရားနာခြင်းတရားသိခြင်းတရားတွေနှလုံးသွင်းဆင်ခြင်နိုင်ပါစေလို့ကျွန်တော်မေတ္တာဖြန့်ဝေပါတယ်အတိတရားလေးမျှဝေပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေဗျာ